ဒါကတော့ဖားပေါင်လိုင်းကူရဲ့အရှိဘက်ချံပေါ့ဗျာဒီကနေ့ဝင်ရင်တော့အထဲမှာထူးခြားစမ်းပြတဲ့လူတွေတော်တော်များပါတယ်မေတော်မင်္ဂလာပါဗျာဒီကတော့ကျွန်တော်တို့ဒီကျမ်းမရောမှာရှိတဲ့ဖားပေါင်လိုင်းကူတော့မှဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုတော့လဲဆိုတာတကယ်ချင်းတို့ဆက်လက်အားပေးပါအောင်ခင်ဗျာဒီမှာကျတော့ဂူရဲ့အတွန်းပိုင်းပေါ့ဗျာတော်တော်လှပါတယ်ခင်ဗျာကိုကြောက်တိုင်းတယ်ကြောက်တိုင်းသေးဒါကတော့ဖားပေါင်ဆိုင်ကူရဲ့အတွန်းပိုင်းလေးပေါ့ဗျာအိတ်ချပြီးတော့တိတ်ဆိတ်တဲ့နေရာလေးပါခင်ဗျာတော်တော်ကိုလှပါတယ်ရညာဒါတော့သူရဲ့ဒီကြောက်တဘာဝလေးပေါ့ဗျာအားတကယ်ချဲ့ရတယ်ချမ်းကျွန်တော်တို့ဂူရဲ့အောက်ဆုံးထပ်ဆေးမှာဖြစ်ပါတယ်အတုံးမှာကြတော့တော်တော်မှောင်ပါလေခင်ဗျာဒီမှာလူတွေတို့ဆိုတာမီနဲ့ပါထုံးနေပါခင်ဗျာဒါတော့မင်းမွန်ချက်ကတော့ဗျာမီးထုံးတာတော့တိတ်မမြင်ရတယ်လို့ပဲဗျဒီရန်ကပရကောင်းလေးလားပြန်ပလာတယ်အထဲမှာကြတော့ဒီစူစွတ်နေတာပဲဗျဒီမိုးရဒီဆိုတော့တော်လို့ရမှာမထင်ပါဘူးဗျာဒါဒီမှာနော်ဒီကြောက်ရေးဆက်လေးပဲဗျာဒါနော်ဒီအထဲမှာကူတို့ပါလို့ဗျာဒါတရားထိုင်လို့ရတာပေါ့ဗျာသင်ကြည့်လို့မဟုတ်ခေါင်းရထဲမှာကြတော့ဒီမီးတွေအကုန်လုံးထုံးသားပါခင်ဗျာအခုဆိုရင်တော့ဖြစ်ကျွန်တော်တို့က9ခုရောက်နေပါပြီခင်ဗျာဒီမှာပါ9ခုလေးက9ခုညောင်းကြောင့်ဒီတော့လမ်းများတယ်ဗျဒီမှာတလန်းဗျဒီဘက်မှာလည်းတလန်းရှိပါတယ်ဒါကျွန်တော်ကဒီဘက်မှာပဲတော်လာတယ်ဗျညာဘက်ပဲချိုးလိုက်မယ်ဗျဟုတ်ကူလေးကလမ်းတော်တော်များတယ်ဗျအခက်မသိရင်တော့လမ်းပြောက်တတ်တယ်ဗျတော့သတိထားပြီးတော့ရတယ်ဗျဒီမှာနော်ကူကတော်တော်ကြီးပါတယ်ခင်ဗျာဒီဟင်ဒါကူတို့တဲ့ဂုံတုတ်ဘူးကောစန္ဒကူထက်ကြီးပါတယ်ဒီဟိုဘက်မှာတော့ဒီတို့မြားညွန်ထားပြီလေဗျဒီသူကတော့ဟင်းတာကူပေါ့ဗျာညောင်မျိုးမနန်းတော်ကတာရတော့နန်းတော်ကူလို့ပြောတာပဲဗျကျွန်တော်တစ်ခါမှမရောက်ဘူးတော့တေချာတော့မသိရဘူးခင်ဗျာဒါပေမဲ့ဒီမျိုးကြောက်ချတာကတော်တော်လှပါတယ်ခင်ဗျာသူရဲ့တုံးမိုင်းတွေကျွန်တော်အပြင်ဘက်ကိုရိုက်မှဖြစ်ပါတယ်ဒါတော်တော်လှပါတယ်ဗျာခုရဲ့တုံးပိုင်းမှာကျွန်တော်ရိုက်ခဲ့မှဖြစ်ပါတယ်ခုရဲ့အသေးအထိကျွန်တော်ရိုက်ပြမှာဖြစ်ပါတယ်လေဒါကူကဒီမှာအပေါ်တက်မယ်ခင်ဗျာဒီဘက်မှာဘယ်လိုလဲဆိုတာတကယ်ကျတော့ဆောက်ပြီးတော့ကြည့်ပြပါဗျာဟောเรียกมาเจ๊ဒါရတော့ကူရဲ့ဘောထမ်းမှာကျွန်တော်လေကားတက်ရမှာဖြစ်ပါတယ်ကူရဲ့အပေါ်ပိုင်းကတော့တော်တော်မှပါတယ်ခင်ဗျာကျွန်တော်အမြန်နဲ့တက်မှာဖြစ်ပါတယ်ဒါရတော့ကျွန်တော်တို့ကအပေါ်ထမ်းရောက်ပါပြီခင်ဗျာနည်းနည်းတော့ပင်ပါနေပါပြီခင်ဗျာအထက်မှာတော့လှပါတယ်မလားလေရမရှိပါဘူးခင်ဗျာသူတော့တိုင်ပချန်တီကူဆိုင်ဝိုင်းတီကူမကြတော့တော်တော်သူစားနေဗျအရှိဟောင်းဒီတုကလက်ရလိုပဲဗျဒီမှာလက်ရတော်တော်တည်တတ်ပါတယ်ခင်ဗျာဒီမှာတဘာဝလန်ကူလေးပါဗျာဘာကလိုင်းချအောက်တိုင်းပါလားဒီကူရတော့အနေရများပါတယ်ကျွန်တော်တို့ကဒီကူရတော့တော်တော်သူစားနေဗျကျွန်တော်တို့ကဒီကျွန်တော်တို့မမီနယ်နဲ့အေးမီနယ်မှာကူတော်တော်များကျွန်တော်ရောက်ဖူးပါတယ်ဒီလိုမျိုးသူချာစမ်းပြတဲ့ကူလိုမျိုးတစ်ခါမှမရောက်ဘူးပါခင်ဗျာဒီမှာနော်တော်တော်သူစားနေဗျအဲမှာဒီဗါလဲဒီ
လူနဲ့လှုပ်ထားသလိုပဲဗျဒီမှာနော်တဘာဝအလှနဲ့ပြည့်နေပါတယ်ခင်ဗျာဒီမှာကျတော့ဖျားတဆူရှိပါတယ်ဒီမှာနော်ဒီပြားဖွင့်ရင်တော့ကျွန်တော်အပင်တော့အောင်ဖြစ်ပါတယ်ဒီမှာကျတော့ဂူရဲ့အစုံပေါ့ဗျာ มือส ဒီ อง မှာနော်ဒါ อะไรที่จะบอก ဒါဟိုတရား နာမည်ရမယ်ကြချင်မှာ တရားထိုင်နေရပဲထင်တယ်ဗျာ เอาละเกย์จะงงที่เราตายไหม ဟာ เนี่ยสำหรับ ဒီကူသေးမှာကျတော့တော်တော်ထူးဆန်းတဲ့နေရာတော်တော်များပါတယ် กูนึกเจ๊ไปเลย ဒါရတော့ဒီ นายก็กูนั่นกูนึกเจ๊ ဒီဆက်တွေဒီချက်နေပါဗျာ ได้เจ๊กูถ่าย ဒီမှာကျတော့တော်တော်လှပါတယ်ဒီမှာတော့တကယ်ချစ်လက်ချစ်ဒါဟိုသူမဟုတ်နဲ့တော်တော်ဒီပါတယ်ဒီမှာနော်ဒီအလင်းပြန်တဲ့ကြောက်လဲရှိပါတယ်အလင်းပြန်တဲ့ကြောက်လဲရှိပါတယ်ဒီမှာနော်အလင်းပြန်တဲ့ကြောက်ပါဗျတော်တော်ကင်းမယ်အောက်လေးရပဲဒီလိုကူလှတဲ့ကူကျွန်တော်တို့တော်တော်ရှားပါလေဗျဒီမှာနော်ဒီကျင်းတို့တစ်ခါတော့လာလဲကြည့်လိုက်နော်ဒါကတော့ဖာပေါင်ကူလေးပါဗျသူကအချမ်းမြော်မျိုးနယ်မှာရှိပါတယ်ဒီမှာနော်ဒီကြောက်လေးတော်တော်ထူးဆန်းပါတယ်ဟုတ်ပဲမှာကြတော့ကျွန်တော်တို့မတော်တော့ပါဘူးခင်ဗျာတော်ဝေးမဲ့ပုံမျိုးဗျဗီဒီယိုကဒီလောက်နဲ့ပဲဆုံးတော့မယ်နော်ကျွန်တော်အထဲဝင်ရဲတော့ဘူးဗျဒီလောက်နဲ့ပဲဘိုင်ဘိုင်